ချက်ပြည်သူသမ္မတနိုင်ငံမှာကျင်းပနေတဲ့ဖိုရမ်2000ညီလာခံမှာမြန်မာဒီမိုကရေစီခေါင်းဆောင်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကအုပ်ချုပ်ရေးကောင်ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးခဲ့ပါတယ် The subject of this discussion would be good governance. The first thing I wondered was အုပ်ချုပ်ရေးစနစ်ကောင်းဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးရမယ်ဆိုတဲ့အခါစိတ်ထဲမှာပေါ်လာတဲ့ပထမမေးခွန်းကဘာကြောင့်အစိုးရကောင်းရေလို့မဟုတ်ပဲအုပ်ချုပ်ရေးစနစ်ကောင်းဆိုတာကခေါင်းစဉ်ဖြစ်ရတာလဲဆိုတာပါအစိုးရကောင်းဆိုတာအငင်းပွားပွဲစကားရပ်ဖြစ်နေလို့လားဒါမှမဟုတ်အတိတ်ပဲသတ်မှတ်ဖို့ခက်ခဲတဲ့တစုံတရာများရှိနေလို့လားအုပ်ချုပ်ရေးစနစ်ကောင်းတဲ့အစိုးရကောင်းဆိုတာမှာဘလို့ပဲပုံကွဲပြားခြားနားနေလို့ပါလေအုပ်ချုပ်မှုဆိုတာကိုအဘိဓမ္မာတော့ပဲ့ကင်နဲ့ညွှန်ကြားတယ်လို့ဆိုပါတယ်ဒါဆိုရင်အုပ်ချုပ်ရေးကောင်းဆိုတာပဲ့ကင်ကောင်းတာပေါ့တိုင်းပြည်ကောင်းကျိုးအတွက်ပဲ့ကင်ကောင်းတဲ့သူတွေရှိတယ်ပေါ့တကယ်တော့ပဲ့ကင်တာဟာညွှန်ကြားတာထိန်းချုပ်တာနဲ့မတူပါဘူးပဲ့ကင်တယ်ဆိုတာကိုတိုင်းပြည်ကိုလူထုကိုနဲ့တပါးတည်းသက်ဆောင်သွားတာဖြစ်ပါတယ်ပဲ့ကင်ကောင်းတယ်ဆိုတာတိုင်းပြည်ကိုအကောင်းဆုံးလားရအရက်စီးကိုဖြစ်နိုင်သမျှဥတီထိန်းချုပ်ပေးတာပဲဖြစ်ပါတယ် In my country we may not know what good governance is, but we certainly have known for many years what bad one is, what a bad governance means. ကျမရဲ့မြန်မာနိုင်ငံမှာတော့ညှင်းဆိုးသွားတဲ့အုပ်ချုပ်ရေးနဲ့တာနှစ်ပေါင်းများစွာနေကြရတာဆိုတော့ကောင်းမွန်တဲ့အုပ်ချုပ်ရေးကောင်းဆိုတာဘာလဲဆိုတာတဲ့မကောင်းတဲ့အုပ်ချုပ်ရေးဆိုတာဘာလဲဆိုတာကိုသာပို့ပြီးတော့သိကြမှာပါညံ့ဖျင်းတဲ့အုပ်ချုပ်ရေးဆိုတာပြည်သူကအုပ်ချုပ်သူတွေနဲ့အတူလိုက်ပါမလားတာအုပ်ချုပ်သူတွေကလည်းပြည်သူနဲ့တသားတည်းမရှိပဲတကွဲတပြားတခြားစီဖြစ်နေတာကိုဆိုတာပါအုပ်ချုပ်သူတွေဟာပြည်သူဆန္ဒပြည်သူမျှော်လင့်ချက်တွေကိုဖြည့်ဆည်းမပေးတဲ့အုပ်ချုပ်ရေးမျိုးပြည်သူတွေမှာမျှော်လင့်ချက်ဆန္ဒတွေရှိနေတယ်မျှော်လင့်ချက်ရည်မှန်းချက်တွေရှိခွင့်ရှိတယ်ဆိုတဲ့အသည့်တောင်မှမရှိတဲ့အုပ်ချုပ်ရေးမျိုးဟာမကောင်းတဲ့အုပ်ချုပ်ရေးပဲဖြစ်ပါတယ်ဒါဆိုရင်ပဲ့ကင်ကောင်းတဲ့အုပ်ချုပ်သူကောင်းတွေကိုဘယ်လိုပဲပုံရရှိအောင်လုပ်မလဲ With whom the people feel secure, with whom the people feel safe. Secure and safe enough to speak out ပြည်သူဟာလုံခြုံစိတ်ချတဲ့စိတ်အခမ်းနဲ့ပဲ့ကင်သူတွေကိုဝေဖန်နိုင်ဆန့်ကျင်နိုင်ပါတယ်ပဲ့ကင်သူတွေဟာပြည်သူအသံကိုနားထောင်ကြရမယ်ဆိုတာပြည်သူကသိတယ်အဲ့ဒါဟာလည်းအုပ်ချုပ်ရေးကောင်းရဲ့မရှိမဖြစ်တဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်ပြည်သူတွေအနေနဲ့သူတို့ဟာလုံခြုံစိတ်ချရတဲ့လက်ထက်မှာရှိနေတာဖြစ်တယ်မလွတ်နိုင်အောင်မြဲမြဲဆုပ်ထားတဲ့ခက်ထန်တန်မာလှတဲ့လက်ထက်မှာရှိနေတာမဟုတ်ဘူးဆိုတာကိုသိတယ်ပြည်သူဟာသူတို့ဆန္ဒအတိုင်းလွတ်လွတ်လပ်လပ်အသက်ရှင်သန်နိုင်တဲ့လက်ထဲမှာရှိနေတာဟာအုပ်ချုပ်ရေးကောင်းပါပဲ There's apparently there are 4 kinds of government. So we'll start with the worst kind, the one. ဆိုရလေးမျိုးလေးစားရှိတယ်လို့ကျွန်မပြောခဲ့ဘူးတာကိုလူတွေကမှတ်မိနေကြပါတယ်အောက်ဆုံးကနေပြီးတော့စပြီးတော့ပြောရမယ်ဆိုရင်နိုင်ငံသားတွေကမုန်းတိကျွန်းရှာတဲ့အစိုးရဒုတိယအစိုးရမျိုးကတော့နိုင်ငံသားတွေကကြောက်ရွံ့နေကြရတဲ့အစိုးရတတိယအမျိုးအစားကတော့ပြည်သူကချီးမွမ်းထောမနာအပြုခံရတဲ့အစိုးရဖြစ်ပါတယ်အဲနောက်ဆုံးအကောင်းဆုံးအစိုးရကတော့ပြည်သူလူထုကအစိုးရရဲလို့ရှိနေမှန်းတော့မှမသိရတော့အောင်အုပ်ချုပ်တတ်တဲ့အစိုးရမျိုးပဲဖြစ်ပါတယ်အဲ့ဒါလိုအစိုးရမျိုးဟာမာနမရှိတာဝန်ကျေပွန်တဲ့အစိုးရအုပ်တဲ့ချုပ်တဲ့နေရာမှာအုပ်ချုပ်နေမှန်းတောင်ပြည်သူကမသိရတဲ့အစိုးရမျိုးပဲဖြစ်ပါတယ်အစိုးရကောင်တရားဟာပြည်သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့ပြည်သူစီကနေပြီးတော့ရယူဖို့တဲ့ပြည့်စုံနိုင်ဖို့အတွက်အပြည့်အဝတာဝန်ယူတဲ့အုပ်ချုပ်သူတွေပဲဖြစ်တယ်လို့ယုံကြည်ကြောင်းဒေါအောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်ခင်ဗျာ